ဒီအမျိုးသားဟာဂျာမန်စစ်သားတွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ဂျာမန်အရာရှိတစ်ယောက်ကသူ့ကိုအနာကအဆောက်အုံထဲခေါ်သွားပြီးသူတို့ရဲ့အောင်ပွဲအထိမ်းအမှတ်အနေနဲ့ဓာတ်ပုံရိုက်ဖို့အတင်းအကျပ်ခိုင်းစေခဲ့ပါတယ်။အဆောက်အုံထဲရောက်တော့အရာရှိကသူ့ကိုကြာဆုံးသွားတဲ့စစ်သားတွေရဲ့ယူနီဖောင်းကတံဆိပ်တွေကိုလိုက်သိမ်းခိုင်းပါတယ်။သူဟာဘာမှပြန်မပြောဘဲတံဆိပ်တွေကိုတစ်ခုချင်းစီကောက်ယူပြီးစစ်အုပ်ထုတ်ဟဲလ်မက်ထဲကိုထည့်နေခဲ့ပါတယ်။ဒါပေမဲ့တေဆုံးနေတဲ့ရုပ်အလောင်းတွေကြားထဲမှာအမျိုးသမီးတစ်ယောက်ကိုသူတွေ့လိုက်ရတယ်။သူမရဲ့ပုံစံကရင်းနှီးနေတယ်လို့ခံစားရတာကြောင့်မျက်နှာပေါ်ကသပင်တွေကိုအตาအရဖယ်ကြည့်လိုက်တဲ့အခါမှာတော့သူစွန့်သွားခဲ့ပါတယ်။အဲ့ဒါကတခြားသူမဟုတ်ပဲသူ့ရဲ့ဇနီးတဲ့ဖြစ်နေလို့ပါသူ့နှလုံးသားတစ်ခုလုံးကြေမွားသွားတယ်လို့ခံစားလိုက်ရပေမဲ့စိတ်ကိုတော့အတက်နိုင်ဆုံးတည်ငြိမ်အောင်ထိန်းထားခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပဲဂျာမန်အရာရှိကသူ့ကိုအော်ဟစ်ပြီးလောဆော်ပြန်ပါတယ်။အဲ့ဒီနောက်မှာတော့သူဟာအနားမှာကြားနေတဲ့လက်ပစ်ဘုံတစ်လုံးကိုသတိထားမိသွားပါတယ်။သူချက်ချင်းပဲတုံဆိုင်မနေပဲဘုံပင်ကိုဖြုတ်ပြီးစစ်အုပ်ထုတ်ထဲမှာတိတိကျကျဝတ်ထားလိုက်ပါတယ်။အရာရှိကသူ့အနားကိုရှောက်လာတဲ့အခါမှာတော့သူကတည်ငြိမ်တဲ့အပြုံးလေးနဲ့စစ်အုပ်ထုတ်ကိုကမ်းပေးလိုက်ပါတယ်ခဏအကြာမှာပဲ။ဒိုင်းဆိုတဲ့အတန်ကြီးနဲ့အတူဘုံပေါက်ကွဲသွားပြီးအရာရှိဟာနေရာမှာတင်တေဆုံးသွားခဲ့ပါတယ်။အဲ့ဒီအမျိုးသားဟာလည်းသူ့ဇနီးတဲ့ရှိရာစီကိုနောက်ဆုံးမှလိုက်ပါသွားနိုင်ခဲ့ပါတော့တယ်။